Marvel ကမဟုတ်တဲ့ Aston Villa ကလူတန်ကြီး Hawk မင်္ဂလာပါရှင်။ဘိုးစာကအမှန်မှကြိုဆိုပါတယ်။ Super Cup လို့ပွဲကြီးပွဲကောင်းတစ်ခုမှာ PSG ရဲ့ခံစစ်တမ်းတစ်ခုလုံးကိုဒရက်ကျန်းမှွေနောက်ပြသွားပြီးကမ္ဘာတဝန်းကပရိသတ်တွေကိုအံ့အားသင့်စေခဲ့တဲ့ဒီကောင်လေးကဘာတူလဲ။အလားအလာအများကြီးရှိတဲ့သူ့ရဲ့ကြောက်စရာခြေပန်းအတွက် Aston Villa ပေးချေခဲ့ရတဲ့တောင်ရွှေကြီးကိုပါကြားရင်တင်လုံးဝပါသက်အဟောင်းသားဖြစ်သွားပါလိမ့်မယ်။သူ့နာမည်က Ryan Mathew ပါလူစင်ဘက်နိုင်ငံကိုစားပြုကစားသမားတစ်ယောက်ဖြစ်ပြီးကင်မရွန်လူမျိုးလည်းဖြစ်ပါတယ်အရက်ကလည်းအရန်မြင့်ပြီး6ပေ9လက်မတောင်ရှိတာပါသူ့ရဲ့ Hawk လို့တုတ်ခိုင်ထွားတိုက်တဲ့ခန္ဓာကိုယ်ကြီးကိုကြည့်ပြီးသူ့အသက်ကိုအထင်မလွဲလိုက်ပါနဲ့အောင်အခုမှသူ့အသက်က18နှစ်ပဲရှိပါသေးတယ်သူ့အတွက်တော့ဂိုးသွင်းရတာဟာအသက်ရှူရတယ်လို့ကိုလွယ်ကူရိုးရှင်းလွန်းလာပါတယ်ရာသီကျိုးခြေစမ်းပွဲ၄ပွဲမှာ၄ဂိုးထိသွင်းယူပေးခဲ့တာပါဒါဒီမကနေပါဘူးသူ့ရဲ့လေ့ကျင့်ရေးစင်းတဲ့ပုံစံကိုကြည့်လိုက်ပါအောင်ကျောပေါ်မှာအလေးတုံးတွေတင်ပြီးပြင်းပြင်းထန်ထန်ကိုပြေးလွှားလေ့ကျင့်တာပါဒါကြောင့်လေသူ့ရဲ့ပထမဆုံးပွဲကြီးပွဲကောင်းမှာတင် PSG အသင်းကြီးရဲ့ထိပ်တန်းခံစစ်မှုတွေကိုကြော်ဖြတ်ကိုသွင်းပြီးစံချိန်သစ်တစ်ခုကိုပါရေးထိုးသွားနိုင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အံ့ဩစရာအကောင်းဆုံးက Aston Villa အသင်းဟာဒီလိုပါရမီရှင်လူငယ်လေးကိုယူရို12သန်းနဲ့အရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ကဲ19နှစ်အရွယ်အရက်2မီတာနီးပါးမြင့်တဲ့ဒီလူငယ်လေးတိုက်စစ်မှု Ryan Mathew တယောက်ဒီယာဒီပရီးမီးယားလိမှာရောဘလောက်အထိတောက်ပလာအောင်မလဲသူနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရဲ့ထင်မြင်ချက်တွေကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။